Hello အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်ပြပေးချင်တာကတော့ဂျပန်ဘက် full service form တင်နည်းနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးခြင်းဖြစ်ပါတယ်အရင်ဆုံးChromeထဲကိုဝင်လိုက်ပါဝင်ပြီးရင် search နေရာလေးကိုနှိပ်လိုက်ပါ biometric ID ဆိုတာလေးကိုနှိပ်လိုက်ပါပထမဆုံးပေါ်လာတဲ့ link လေးကိုဝင်လိုက်ပါပြီးရင် language ပြောင်းပါကိုကမြန်မာဆိုမြန်မာအင်္ဂလိပ်ဆိုအင်္ဂလိပ်ဂျပန်ဆိုဂျပန်ပေါ့အင်္ဂလိပ်ကိုနှိပ်လိုက်ပါ okay ဆိုတာနှိပ်ပါပြီးရင် menu ကိုနှိပ်ပါ exam link ကိုနှိပ်ပါပြီးရင် specific skill worker ဆိုတာကိုနှိပ်ပါပြီးရင်အောက်လင်းနဲ့ဆွဲထည့်ပါ full service အဲ့ဒါလေးကိုနှိပ်ပါဒုတိယမြောက်ဟာပေါ့ID creation ကကြတော့ ID မယူရသေးတဲ့လူတွေအတွက် ID ယူရမယ်ပေါ့နော်ID ယူထားပြီးသားလူတွေကြတော့ login ကိုတန်းနှိပ်လိုက်အောင်ပဲအောက်လေးကိုနည်းနည်းဆွဲချမယ် login ကိုဆွဲရတဲ့ဟာလေးပေါ်လာမယ်အဲ့ဒါလေးကိုနှိပ်မယ်ဒီမှာပေါ့နော်ဒီမှာကြတော့ကိုယ့်ရဲ့ချက်လက်တွေယူမယ်ထည့်မယ်ပေါ့နော်ဒါကကြတော့ ID ထည့်ပြီး IP ရှိပြီးသားလူတွေကြတော့ ID ထည့်ပေးလိုက်ရုံပဲ ID ထည့်ပေးလိုက်ရုံပဲတို့ကြတော့ပြီးရင် login ဆိုတာလေးကိုနှိပ်လိုက်ပါ reset tag ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါအောက်လေးကိုနည်းနည်းဆွဲချမယ် I agree ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါ agree and continue ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါ okay ဆိုတာလေးကိုနှိပ်လိုက်ပါပြီးရင်နာမည်မှန်တေချာလေးစစ်ပါ first name နေရာမှာနာမည်အပြည့်ထည့်လိုက်တာတော့ပိုကောင်းတယ်ပေါ့နော် last name တို့ middle name တို့ထည့်ရင်တော့ပိုပြီးတော့ရှုပ်တယ်ပေါ့နော် continue ကိုနှိပ်ပါagree and continue ကိုထပ်နှိပ်ပါဒီ test နေရာမှာပထမဆုံးပေါ်လာတဲ့ဟာလေးကိုနှိပ်ပါပြီးရင် next ဆိုတဲ့ဟာလေးကိုနှိပ်ပါဒါကြတော့မွေးနေ့ရှောက်ထည့်လို့ရတယ်ကိုမွေးနေ့ကိုထည့်ပေါ့နော်ယောက်ျားလေးဆိုယောက်ျားလေးမိန်းကလေးဆိုမိန်းကလေးဒါတော့အပေါ်မွေးနေ့ကိုကမြန်မာလူမျိုးဆိုမြန်မာလူမျိုးပေါ့ဒါတွေကတော့ပြဿနာမရှိဘူးအကုန်လုံးကရှောက်ထည့်လို့ရပါတယ်အထူးကတော့ဒါတွေကတော့ရှောက်ထည့်ပေါ့နော်အချက်လက်တွေစစ်တမ်းတွေကောက်တာပေါ့အဓိကတော့ကိုနာမည်ရယ်မွေးနေ့ရယ်ဂျာလာမှားလာရယ်ဒီသုံးမျိုးမမှားဖို့အရေးကြီးရယ်အဲ့သုံးမျိုးမှားတယ်ဆိုရင်တော့ပြင်လို့မရပါဘူးချက်လက်တွေကိုဖြည့်ပြီးသွားပြီဆိုရင် next ကိုနှိပ်ပါပြီးရင်မှန်ကိုမွေးနေ့မှန်ကြားမှမှန်လူမျိုးမှန်ပြီးတော့ကိုမွေးနေ့မှန်ပြန်ပြီးတော့ဆက်ဆေးပြီးရင်တော့ next ကိုနှိပ်ပါပြီးရင်ခုံနံပါတ်ကိုရွေးခြင်းနဲ့လာဖို့ဖြည့်ခြင်းနဲ့ရက်ဖို့အဲ့ဒါကိုရွေးပါ6လပိုင်းကိုရွေးခြင်းနဲ့ရက်ဖြည့်ခြင်းနဲ့ရက်ပြီးတော့ကိုယ့်ရဲ့မြန်မာဆိုမြန်မာကိုရွေးပါပြီးတော့ send ဆိုတဲ့ဟာလေးကိုနှိပ်ပါကိုက MICD မှာဖြည့်မှာလား MICD မှာဖြည့်မှာလားစမ်းချောင်းမှာဖြည့်မှာလားကိုနဲ့နီးတဲ့နေရာမှာကိုဖြည့်လိုက်ပါပြီးရင်ကိုက MICD မှာဖြည့်မယ်ဆိုရင်ခုံနံပါတ်ကိုရွေးလိုက်ပါပြနေတဲ့ခုံဆိုရင်ရွေးလိုက်ပါနီးတော့မရဘူးပေါ့နော်ဒီလိုပြနေရဆိုတော့ရတယ်ပေါ့နော်အဲ့ခုံရွေးလိုက်ပါပြီးရင် credit card ဆိုတာကိုက visa card ရှိတဲ့အတွက်ကြောင့်မို့အမှန်ချလစ်နှိပ်ပါပြီးရင် next ကိုနှိပ်ပါနှိပ်ပြီးပြီဆိုရင်ပြီးရင်ကိုယ့်ရဲ့ emergency ဖုန်းနံပါတ်ပေါ့အဲ့ဒါလေးကိုထည့်ပြီးတော့ next ကိုနှိပ်ပါအဲ့ဒါပြီးပြီဆိုရင်တော့I agree to the credit card ဆိုတာအဲ့ဒါလေးကိုနှိပ်ပါအမှန်ချက်ပေါ့ကိုယ့်ရဲ့ visa card နာမည်ပြီးတော့ visa လား master card လား visa ဆို visa ပြီးတော့ကဏ္ဍ16လုံး4055 839နဲ့9838ပြီးတော့ကိုယ့်ရဲ့ကတ်ရဲ့တက်တန်းကိုထည့်ပါ
ပြီးရင်အနောက်မှာကဏန်းကုတ်3လုံးလေးရှိတယ်အဲ့ဒါလေးရိုက်ထည့်ပေါ့နော်ကဏန်းဒါက16လုံးပေါ့နော်ကျွန်တော်မပြတော့အဲ့ဒါပြီးရင် next ကိုနှိပ်လိုက်မယ်ဆိုရင် OTP ကုတ်လေးကြာလာမယ်အဲ့ OTP ကုတ်လေးကိုကိုယ်ကရိုက်ထည့်လိုက်မယ်ဆိုရင်ဖောင်လေးတစ်ဖောင်တော့ကြာလာပြီပေါ့နော်အဲ့ဒါဆိုရင်ဒီဟာနဲ့ပတ်သက်ပြီးတော့ ဖောင်တင်ပုံတင်နည်းနဲ့ပတ်သက်ပြီးတော့ပြီးပါပြီပေါ့နော်